ပေါ်နော်ကိုကဒီမှာ face သွားလိုက်စေကိုလည်းပဲတုံးဖူးတယ်ဒီ dentist သွားလိုက်စေကိုလည်းပဲတုံးဖူးတယ်တခြားဒီ green nut ဆိုထွက်တာကိုတက်တာစေတဲ့သွားလိုက်စေမျိုးစုံကိုကတုံးဖူးတယ်ဒါပေမဲ့လို့ကိုယ့်ရဲ့ green nut ဆိုထွက်တာကမတက်တာဘူးမကောင်းလာဘူးဆိုလို့ရှိရင်နံပါတ်1အချက်အရှင်များတောက်ပြီးပါဆိုတော့ဒီ green ကဆိုးနေမယ်ဆိုလို့ရှိရင်ဒီ green ထဲမှာရှိတဲ့ဒီအနံ့ဆိုးထွက်စေတဲ့ bacteria ကို short ချပေးရပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ green ကိုဆိုးအောင်လို့ရှင်များတောက်ပေးလို့ရတယ်နောက်နံပါတ်2တစ်ချက်ကကြတော့သွားလိုက်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်ဒီသွားကိုရောရှာကိုရောနှစ်ခုစလုံးကိုတိုက်ပေးပါရှာကိုကြတော့ရှာချစ်တန်လေးရှိတယ်လေဆိုတော့အဲ့ရှာချစ်တန်ကိုသုံးပြီးတော့မှသွားလိုက်တဲ့အခါမှာသွားရောရှာရောနှစ်ခုစလုံးကိုတန်ရှင်းရေးလုပ်ပေးပါနောက်ဒီနံပါတ်3အချက်ကကြတော့ဒီကိုယ်တိုင်အရင်လုံးကပေါ့နော်မတိလိုက်ပဲနဲ့မှားခဲ့တဲ့အမှားပါဆိုတော့အခုအဲ့ဒါကိုပြောပြပေးမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်နင်းစားပြီးသွားပြီဆိုလို့ရှိရင်ဒီပါစက်ထဲမှာဟင်းနဲ့နေကြံခဲ့တာကိုအရင်မုန်းတယ်ပေါ့နော်ပလုတ်ကျင်းလိုက်တယ်ဆိုရင်မဲ့လို့ဒီဟင်းပါစက်ထဲမှာဟင်းနဲ့နေကြံတာကိုပြီးတော့မုန်းတဲ့အတွက်ကြောင့်မလို့ပူရှင်းတစ်ခြားလုံးနေငုံလေးရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးပူရှင်းတစ်ခြားလုံးနေငုံတဲ့ဟာကတွင်းအနံ့ဆိုထွက်တာကိုမကောင်းသွားစေပါဘူးပူရှင်းကဒီကတွင်းအနံ့ဆိုကိုပျောက်သွားစေရမဟုတ်ဘဲနဲ့အနံ့ဆိုကိုဖုံးပေးလိုက်တာပေါ့နော်ပြီးတော့အဲ့လိုမျိုးဖုံးပေးလိုက်တာလေခဏပဲပေါ့နော်ပေးကြလို့ရှိရင်တကြားကလည်းဒီ green ပါစက်ထဲမှာရှိရဲ့ဒီအနံ့ဆိုးကိုထုတ်လွှင့်ပေးတဲ့ bacteria ရဲ့အဓိကအစာဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုကတကြားကိုစားလိုက်မယ်တကြားလုံးနေစားလိုက်မယ်ရှို့တဲ့လွန်ခဲ့တဲ့အစာတွေကိုကစားလိုက်မယ်ဆိုလို့ရှိရင်အဲ့ခုနကပြောတဲ့ bacteria ကိုကအစာသွားကျွေးမိတယ်လို့ဖြစ်သွားတယ်အစာသွားကျွေးမိတယ်လို့ဖြစ်သွားတော့အဲ့ bacteria ကတကြားကိုစားတယ်တကြားကိုစားပြီးတော့မှ acid နဲ့ဒီပါစက်ကိုနံစေတဲ့အနံ့ကိုသူကထုတ်ပေးလိုက်တယ်အဲ့ခါမှာပါစက်ကပို့ပြီးတော့နံသွားရောအဲ့အတွက်ကြောင့်မလို့ဒီတကြားတွေအချို့တက်လွန်ခဲ့တဲ့အစာတွေက green nut ဆိုထွက်တာကိုပို့ပြီးတော့ဆိုးရွားစေနိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီတကြားလုံးနေငုံတဲ့ဟာကိုလုံးဝမလုပ်ပါနဲ့အဲ့ဒီအစာဘာလို့ရလဲဆိုလို့ရှိရင် PK ဝါလို့ရပါတယ်ဒါပေမဲ့တစ်ချက်တတိထားပေးရမှာက PK က sugar free PK ဖြစ်ဖို့အတွက်အရေးကြီးပါတယ်တကြားမပါတဲ့တကြားကိုမထည့်ထားတဲ့ PK ပေါ့နော်အဲ့တကြားမထည့်ထားတဲ့ PK ကိုဝါမှသာလည်းအဲ့ PK ကဒီကတွင်းကိုဆိုးအောင်လုပ်ပေးတဲ့အတွက်ကြောင့်မလို့ဒီခုနကတော့ငါပြောတဲ့အနံ့ဆိုးထွက်စေတဲ့ bacteria ကိုကဒီ short ချပြီးသားဖြစ်သွားတော့ green nut ဆိုးမထွက်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကတခြားလုံးငုံမဲ့အစား sugar free PK ကိုဝါပေးမယ်ဆိုလို့ရှိရင်တော့ဒီ green အနံ့ဆိုးထွက်တာကတက်တာပါပါလိမ့်မယ်နောက်နံပါတ်4အချက်ကကြတော့1မပိတ်ပါစေနဲ့နောက်နံပါတ်5အချက်ကကြတော့တွားကြောက်ချစ်ပေးရပါမယ်ဆိုတော့အဲ့တွားကြောက်ချစ်တာကလည်းပဲလေ6လတစ်ချိန်သို့မဟုတ်တစ်နှစ်ကိုတစ်ချိန်ကိုယ့်ရဲ့တွားကြောက်အချိန်ဒီပေါ်မှာမူတည်ပြီးတော့တွားစိတ်ခန့်မှာတွားကြောက်ချစ်လို့ရတယ်ပေါ့နော်ဒီကတွားကြောက်ချစ်ရတာကိုအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်အရန်ကိုကြောက်တဲ့ထဲမှာပါတယ်ဘာကြောင့်လဲဆိုတော့အဲ့တွားကြောက်ချစ်တဲ့အခါမှာနာချင်တာအဲ့ဒီဟာကိုမခံစားနိုင်ဘူးပေါ့နော်ဒါပေမဲ့ပြီးတွားရဲ့တွားစိတ်ခန့်ကကြတော့ထုံစေးဖြန်းပေးရထုံစေးဖြန်းပေးရဆိုတော့100%မှာဆိုလို့ရှိရင်80%လောက်တော့အသက်တာရပေါ့နော်ထုံနေတဲ့အတွက်ကြောင့်မို့ဒါပေမဲ့ကျန်တဲ့30%လောက်ကတော့နိုင်ကျင်သေးတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးနာလာကျင်တာကို15မိနစ်နိုင်ဝက်လောက်သိခံလိုက်မယ်ဆိုလို့ရှိရင်နောက်6လတစ်နှစ်လောက်တော့ဒီကတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စိတ်ချလို့ရပြီဆိုတော့လေအားကြောင့်လို့ဒီသွားကြောက်ချစ်တာကိုရုပ်တင်နေတန်တယ်လို့ပြောရမြင်တယ်ဆိုတော့အဲ့လိုမျိုးသွားကြောက်ချစ်မယ်ဆိုလို့ရှိရင်ကတွင်းကျန်းမာရေးအတွက်ကောဒီကတွင်းအနံ့ဆိုထွက်တဲ့အာဘုံနဲ့နံတာတော့လုံးဝတက်တာစီတယ်ပေါ့နော်အားကြောင့်လို့ဒီသွားကြောက်ချစ်တာကိုလည်းပြီးတော့ comment လုပ်ပေးပါတယ်နောက်ပြီးကြလို့ရှိရင်နံပါတ်6အချက်ကကြတော့ပေါ့နော်ကိုကအရှိရဖြီပြောတဲ့ဟာတွေအားလုံးကိုလောက်ပြီးသွားပြီဆိုပေမဲ့လို့ဒီကတွင်းနံကနံနေလို့ပဲအာဘုံနံကနံနေလို့ပဲဆိုလို့ရှိရင်နောက်ဆုံးအနေနဲ့အစာအိမ်ဦးလန်းချောင်းကိုစစ်ဆေးပေးပါဦးလန်းချောင်းမကျန်းမာဘူးဆိုလို့ရှိရင်လည်းဒီအခတွင်းနံမှာနံနေပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့ဦးလန်းချောင်းကကျန်းမာလားမကျန်းမာဘူးလားဆိုတာကိုသိရအောင်လို့ medical check up ဦးလန်းချောင်းကိုကြည့်ပေးပါစစ်ဆေးပေးပါကဲဦးလန်းချောင်းကကျန်းမာနေမှသာလည်းဒီကတွင်းနံနံနာလည်းပဲတက်တာမှာပဲဖြစ်ပါတယ်ကတွင်းနံမနံတော့မှာပေါ့နော်ဒီသွားတိုက်စေအပြင်ရှိမှတော့ငါပြီးပြပေးသွားခဲ့တဲ့အချက်လေးကိုလည်းပဲလုပ်ချိမယ်ဆိုလို့ရှိရင်ဒီကတွင်းနံဆိုထွက်တဲ့ပြဿနာကိုလုံးဝဖြေရှင်းပြီးသွားဖြစ်ပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒီကတွင်းကျန်းမာရေးကခန္ဓာကိုယ်ကျန်းမာရေးလိုမျိုးပဲအရေးကြီးတယ်
လူတစ်ယောက်ကလှဖို့အတွက်ကျန်းမာရေးရတယ်ပို့ပြီးတော့အရေးကြီးတယ်ဆိုတာအားလုံးနဲ့သိပြီးသားဖြစ်မှာပါအဲ့ဒါကြောင့်မို့ဒီအခုဒီဗီဒီယိုလေးကိုလုပ်လိုက်ရခြင်းဖြစ်ပါတယ်ဒီဗီဒီယိုကယောက်ျားလေးတွေအတွက်ပေါ့မိန်းကလေးတွေအတွက်ပေါ့အသုံးဝင်လောက်မယ်လို့ပြီးယုံကြည်ပါတယ်အားလုံးအတွက်ညီမလေးတရားလို့ရောအမတရားလို့ရောအတူရှိနေပြီနဲ့ဒီဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ bye bye